အားလုံးပဲမင်္ဂလာပါကျွန်တော်ဆိုတော့ပါကျွန်တော်ဒီနေ့မှာတော့ဘာပြောသားမှလဲဆိုတော့ကျွန်တော်gateway တစ်ခုလုပ်ပြီးရတယ်ပေါ့အဲ့ဒီ gateway ကိုဗျာလူတွေကမ join တက်ဘူးပေါ့နော်အဲ့ဒါဘယ်လိုပြောကျွန်တော်အလုပ်က gateway လုပ်တာလဲဆိုတော့ Dragon Permanent gateway ဗျာအဲ့ဒီ gateway ကို join ပြီးကျွန်တော်ပြောပြမှာပေါ့နော်အဲ့ဒီကျွန်တော် TG Telegram channel ကိုလာရမှာပေါ့နော်အဲ့ဒီ Telegram channel ကို join ရမှာ join မှုအတွက်ဒီ video ရဲ့အောက်မှာကျွန်တော် description မှာ link ချပေးထားမယ်ကျွန်တော်ရဲ့ဒီ comment မှာ link ချပေးထားမယ်ကျွန်တော် TG channel အမှ giveaway ပို့တင်ထားတယ်အမှ rocket ပါဟို giveaway တင်ထားတယ် Dragon Permanent giveaway တင်ထားတယ်အဲ့ဒီမှာကြည့်ပြီးတော့အမှဟို join ပေးရမှာပြထားတဲ့ TikTok channel TikTok အကောင့်ကိုလည်း follow လုပ်ပြီးလို့ရှိရင်အမှဟိုလုပ်ပေးရမှာဒီလုပ်ပြီးလို့ရှိရင်အမှ1 2အမှအစင်တိုင်းမှန်ပေးရမှာအဲ့ဒါပါပဲလွယ်လေးပါပဲအားတွေကိုမ join တက်တာပဲpermanent Dragon Permanent giveaway အကောက်ပေါ့နော် Dragon Permanent giveaway အကောက်လုပ်ပြီးတာဒီပါအားပါပဲအဲ့ဒါလာပြောတာပါကျွန်တော် giveaway လုပ်ပြီးတာပေါ့နော်အားလေး join ပေးကြပါအောင်လို့ပြောချင်တာပါအဲ့ဒါဆိုရင်ဒီဗီဒီယိုကလောက်ပါပဲ